ကြောက်ဖို့လဲကောင်းဇလန်းလဲကောင်းနဲ့ဖြစ်ရမှန်အင်ဒိုတရေကကြားမှုတယ်မလားခလေးလိုချင်လို့ခလေးရအောင်စူးစမ်းနေကြတယ်ဆိုတာမျိုးလေဒီစကားထဲမှာလဲမိဘအမွေဆိုင်ဆွေမျိုးအမွေဆိုင်မြေတွေကိုစက်ခံမဲ့မျိုးဆက်ခလေးရှိမှပဲလုံကြုံစိတ်ချရမယ်တထေးလင်မယားညားလာတာ17နှစ်ရှိနေပြီခလေးမရသေးဘူးသူ့မိန်းမကလည်းကိုလုံးကိုပေါကောင်းကောင်းနဲ့ချောချက်သူများအောင်ပြောတယ်ငါသာဒီမိန်းမနဲ့ဆိုရင်17နှစ်အတွင်းခလေး10ယောက်လောက်ရမယ်တဲ့နောက်ဆုံးဖီအားတွေမခံနိုင်တဲ့ယောက်ျားမိန်းမကိုဘာပြောလဲဆိုတော့နင်နောက်နှစ်နေလို့မှကိုဝင်မရရင်ငါနောက်မိန်းမယူပြီတဲ့အဲ့ဒါနဲ့မိန်းမလည်းမနေသားတော့ပဲကိုဝင်ရအောင်လှုပ်ပေးနေတဲ့အောက်လန်းဆရာမစီကိုသွားပြီးအစီရင်နေစီရင်လိုက်တာဟောကိုဝင်ရှိလာရောဗျာဒါပေမဲ့သူ့မှာတတ်မှတ်ချက်တွေလိုက်နာရမယ်စီကံတွေရှိတယ်လိုက်မလုံနိုင်ဘူးဆိုရင်တော့နတ်ဆိုးနဲ့စီရင်ပေးလိုက်တဲ့ကိုဝင်ကဘာတွေဆက်ဖြစ်လာမလဲဆိုတာဇလန်းဇက်အိမ်ကောင်းကောင်းနဲ့ကြည့်ရမယ်ဖြစ်ရမှန်တရေက channel J မှာသွားကြည့်ပါဘလို့ကြည့်ရမလဲဆိုတာကိုသိန်းရဲ့ပင်ဗီဒီယိုနဲ့ bio မှာတခါလေးပြောထားပါတယ်ဇကားလေးရဲ့နာမည်ကဆူမာလာကဲဒီနေ့အထိအင်ဒိုမှာရှိနေသေးတဲ့တရေကိုသွားကြည့်လိုက်တော့လေ